ချမ်းလေးဖြစ်အောင်နေဖို့ထိုင်ဖို့ပြောပြနေတာမှန်ရဲ့လားဆရာလှုပ်တာဟုတ်ရဲ့လားမဟုတ်ပါဘူးเนาะပြောပြတာဘဝကတူတူလေးကြံတော့တယ်မှန်ရဲ့လားဘဝကတူတူလေးဓမ္မနဲ့အေးအေးချမ်းချမ်းလေးမေတ္တာလေးပို့လိုက်ဘုရားလေးရှိခိုးလိုက်အိုးမေတ္တာပို့တာပဇံကုန်လားဘုရားရှိခိုးတာကောပဇံကုန်လားအိမ်ကဘုရားကြော်ပြီးတော့မှတရားဘုရားသွားဖူးရင်တော့လမ်းစီကုန်မှာဟောမှန်ရဲ့လားပဇံမကုန်အောင်သူတော်ကောင်းများဘာဖြစ်လို့ရတော့ကုသိုလ်လုပ်လို့ရတယ်ဒါကြောင့်ကြံရှိတဲ့လက်ကြံတက်တန်းမှာသူတော်ကောင်းများကြီးအေးချမ်းချမ်းလေးနဲ့မေတ္တာလေးပို့လိုက်ဘုရားလေးရှိခိုးလိုက်အားလို့ရှိရင်တရားလေးထိုင်လိုက်အစိမ့်နကံကုသိုလ်တော့အမြင်လို့ပေါ့ပုံမှန်အချိန်လေးသတ်မှတ်လိုက်မနဲ့အိယာချပဲဖြစ်ဖြစ်ဟုတ်ပြီနော်ညအိယာဝန်ခံဒီပဲဖြစ်ဖြစ်အချိန်လေးကိုပါလုပ်လိုက်တော့သတ်မှတ်ပြီးတော့ကိုတရားလေးကိုကြည့်နော်ကိုတရားလေးကိုကြည့်ပြီးတော့သူတော်ကောင်းများရဲ့ကြံရှိတဲ့တက်တန်းကိုတန်ဖိုးရှိဖြစ်အောင်နေထိုင်ကြဖို့အမတန်မှအရေးကြီးတယ်ဘုသူတော်ကောင်းများသိချမှတ်သားကြနော်အဲ့ဒါကတပိုင်းနောက်တစ်ပိုင်းကဘာလဲဆိုရင်မြတ်စွာဘုရားကသူတော်ကောင်းများကိုလေဒီစကားလေးကတော့အမြဲတမ်းသူတော်ကောင်းများခဏခဏကြားရပါတယ်နော်အဲ့ဒါဘာလဲဆိုရင်ဇာယေတံဘိကဝေမပမန္တထမပိဇာဝိပတိတာရိနောအဝုဝဋ္ဌဘိကဝေယဟန်တော်များဝจิตသားတို့จิตသားจิตသမီးတို့ဇာယထရှုကြကုန်လောမှတ်ကြကုန်လောဘွားများအားထုတ်ကြပါကုန်လောဘာလောက်ခိုင်းနေတာတော့တရားအားထုတ်ခိုင်းနေတာဘုသူတော်ကောင်းများဘာလောက်ခိုင်းနေတာတော့တရားအားထုတ်ခိုင်းနေတာဟုတ်လားဘိကဝေယဟန်တို့ဝါจิตသားจิตသမီးတို့ဇာယထရှုကြကုန်လောမှတ်ကြကုန်လောဘွားများအားထုတ်ကြပါကုန်လောတဲ့ဘိဇာနောက်ကလည်းနိုင်ဝေပတိတာရိနောတရားမရှိမမှတ်မိကြလေသည်မှာမလေးစွာဟုနောင်တနောင်မရကနှလုံးမသားမယခြင်းဖြစ်ရှိကြကုန်သည်မဟာအဝဋ္ဌမဖြစ်ကြပါကုန်လေတရားအမထုတ်မိလို့မို့လို့နောင်မနောင်တတွေမရကြနဲ့တဲ့ဗါတယ်နောင်တမရကြနဲ့တဲ့